Hello, Ibrahim. ဒီနေ့ Ibrahim နဲ့တူမကြီးချင်လေးတူခေါ်ကြမယ်ပေါ့နော်ဒါကတော့ပါဝင်ပစ္စည်းတွေပါအုံဆုံးကျိတ်ဆုံတဲ့ကို Ibrahim ကငယ်သီးထည့်ရပေါ့နော်ငယ်သီးက Ibrahim ကဘောနော်ငယ်သီး200ဆိုရင်700 100 gram လောက်ထည့်ရပေါ့နော်တော့ဝက်လောက်ပဲထည့်ရပါအဲ့တော့700မျိုးပါ700မျိုးထည့်ပါမယ်ပြီးတော့ရင်တိတ်ပါမယ်တိတ်ပြီးသွားရင်နန်းနန်းမင်းကိုထည့်မယ်ပေါ့နော်မဟုတ်ရင်တစ်ခါထည့်ရင်နန်းနန်းမင်းကအရန်နေချီသွားမှာဆိုလို့ပေါ့နော်တိတ်မကြည့်ခင်မှာနန်းနန်းမင်းကိုအကောင်လုံးအမြင့်တီရောပေါ့နော်အကောင်လုံးအရွက်တီရောအကောင်လုံးခါရထည့်ကြိတ်ပါတယ်အဲဆိုတစ်ခါချိန်တိုင်းအရန်ကြည့်သွားရင်အရန်မှုံသွားရင်နန်းနန်းမင်းရဲ့အဖက်တွေကမလာတော့မှာဆိုလို့ပါတော့တော့ကျွန်တော်ပြန်ပြီးတော့လုံးဝကြည့်သွားတဲ့အထိကြိတ်ပါမယ်Ibrahim နေထားလေးရပါပြီပေါ့နော်ပကံနဲ့ငါးပြားကြီးထည့်မယ်ပြီးဝင်တမရကြီးထည့်မယ်ပြီးဝင်ရင်တကြားထည့်မယ်စားထည့်မယ်ချိုးမုတ်ထည့်မယ်ပြီးရင်ကြိုးထားတဲ့ထညက်နဲ့မကြီးကိုရောကြိုးထားတာလေးထည့်ပါမယ်အားလုံးနှံသွားအောင်ပုံမယ်ပေါ့နော်ဒီကောင်ကလေပေါ့ပေါ့ရေးမမလည်းတွဲစားလို့ရတယ်လို့ဝက်ဆက်လက်ချက်ဆက်လက်တွေနဲ့လည်းလုပ်စားရင်လည်းဒီချင်းနဲ့အဆင်ပြေရပေါ့နော်ဒါတော့အိမ်မှာမြဲထွန်နေကြဟာလေးကိုအားလုံးလိုက်ပြီးတူလုပ်လို့ရအောင်အိမ်က sharing လုပ်ပေးလိုက်ပါရပေါ့နော်ဒီချမ်းမွေးဝိုင်းစားလို့ရပါပြီရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်